လူလိုက်ဆိုင်ကိုကြီးစုနေကြတော့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအလုံးတောကခတ်တဲ့အဖုခတ်တဲ့ငြိမ်းအေးကြသည်ဖြစ်၍ချမ်းသာဒုက္ခကံကောင်းမှုများဧကံရကြပါစေကျွန်တော်ရပြိုးလိုက်ဆိုင်ကိုကြီးစုနေတဲ့ပြည်တွင်းပြည်ပမှာရှိတဲ့ရဟန်းရှင်လူအလုံးတို့ဒီတာယာအေးချမ်းနဲ့ဆောင်းကာလရောက်ရှိနေတဲ့အချိန်ဒီဇင်ဘာလမှာဘေးရန်ကင်းပြီးချမ်းသာဒုက္ခရကြပါသည်ရာသီဆံဝင်းတို့ဒီတရွရွပြောင်းလာလိုက်တာ2025ရဲ့နောက်ဆုံးလဒီဇင်ဘာရောက်ရှိလာပါပြီဒီဇင်ဘာလရောက်တော့လဲရောက်တဲ့အလှည့်ရောက်ပေါ့နော်ကောင်းငယ်ရချိုးတွေနတ်ခတ်တွေသူရဲ့နှိမ့်ညအပူအေးတဘာဝစတာရပြောင်းလဲကုန်တာပြောင်းလဲတဲ့ဖြစ်စဉ်နဲ့အတူလူသားတို့ရဲ့ကံကြမ္မာတွေကလည်းမတူညီပါဘူးဒီနေရာမှာနေတဲ့လူကဟိုနေရာရောက်ဟိုနေရာနေဒီနေရာရောက်အိမ်ပြောင်းနေရာပြောင်းယာတူးပြောင်းရှိသလိုစီးပွားဥစ္စာငွေကြေးအိမ်တော်ရေးဓနစည်းစိမ်တို့တက်တဲ့လူကြားတဲ့လူပြုတ်တဲ့လူတည်တဲ့လူကြည်တဲ့လူချမ်းသာတဲ့လူအဆိုးအကောင်းတွေကသူ့ဘာသူဖြစ်ပေါ်နေတာပါပဲဖြစ်ပေါ်နေတဲ့ကံတရားတွေကိုဒီနက္ခဗေဒဆိုင်ရာပညာရက်တွေနဲ့ယာနှုံးပြမဟုတ်တော့တိထိုက်တဲ့သူ့ရဲ့ဘောင်ဧရိယာတွေမှာတိခွင့်ရှိပါတယ်ဒါလေးတွေကျွန်တော်ရှောင်ရဆောင်ရကျွန်တော်ပြည်သက်ကြီးတွေအတတ်နိုင်ဆုံးအမှန်ဆုံးဖြစ်အောင်ကြိုးစားအထောက်ဟောပြောပြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီကြည့်နေတဲ့ပြည်သက်တွေလည်းပိုကောင်းအောင်ပေါ့နော်ကုသိုလ်ရအောင်ဒီထဲမှာ like and share တွေလုပ်ကြပါဖြိုးလိုက်ဆိုင်ဝင်ကြည့်ကြပါကျွန်တော်လည်းအမြဲမပြတ်တယ်လက်သက်ဟောကြားပေးမှာဖြစ်ပါတယ်မကာရရာသီဘွားတွေဆိုဒီဇင်ဘာ20နဲ့ဇန်နဝါရီ20ကြားမှာဒီရာသီဘွားတွေကယခုကာလမှာအပြောင်းလဲတွေများသလိုအကျိုးမြတ်လည်းများမယ်အိမ်ယာချေးငွေလက်ကူမြန်ဆန်ပြီးထီပေါက်ခြင်းငွေအလုံးရင်းဝင်ခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတိုးပွားခြင်းခရီးသွားခြင်းပညာအရာထွန်းပေါက်ခြင်းခုနှစ်သားသမီးလူမှုရေးကိစ္စတွေကုညီဆောင်ရွက်ပေးရခြင်းများရှိသလိုအလုံးနေရာအိုးအိမ်မငြိမ်မသက်တွေရှိပါတယ်မွေးနေ့မွေးရက်မွေးလာဦးနီးလာတာနဲ့အတူနာနာလေးပြင်မန်းစရာတွေရှိပါတယ်ဒါရီဘော်ဒီယာနဲ့လောက်ကင်မှာကံကောင်းတဲ့အာများနေပါတယ်သို့တော်လည်းစိတ်နဲ့ဆန္ဒထိမ့်သိမ့်လောက်ကင်မှုလိုပါတယ်ဝိဇ္ဇာမဲ့အယောင်တွေကအနီးအနက်ကလွှဲရင်ဘာမစုဝတ်ပါခွန်ကိုရှစ်ပတ်လည်းထီထိုးပေးပါပူပြီးကံကောင်းမှုတတ္တတွေကမနုဿာနာတတ္တတွေကမနုဿာနာတတ္တတွေကမနုဿာနာပရိဆေဘစိတ်ပါခူသာခွေးသာငါးသာကျွေးပါစာလေးများငါးလေးငှက်ကလေးများလွတ်ပေးပါမိဘဆရာသမားဘူးဘွားများအတွက်ဇာတိမှာပြန်ပြီးလှူဒန်းပေးပါအကြောင်းအရာဆုံပြီးကံကောင်းတော့ပါလိမ့်မယ်မကာရရာသီမိသားစုများဘေးရန်ကင်းကျမ်းမာချမ်းသာကြပါစေ